PLD ဆိုတာဘာကိုဆိုလို့တလဲ PLD ဆိုတာက Personal Leadership Development လို့ခေါ်ပါတယ်မိမိကိုယ်ကိုဦးဆောင်ခြင်းကရိုးရိုးလေးလို့ထင်ရပေမဲ့လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးပြီးတော့ကိုယ်တော့ဦးမဆောင်နိုင်ရင်တခြားသူကိုဦးဆောင်နိုင်ဖို့ဆိုတာကလည်းမလွယ်ပါဘူးဒီတော့ကိုဦးဆောင်နိုင်ဖို့ဆိုတာပထမဦးဆုံးအနေနဲ့ကိုကဘယ်လိုလူမျိုးလဲဆိုတာကိုသိဖို့လိုအပ်ပါတယ်ပြီးတော့ကိုဘဝမှာကိုအားကြရတဲ့လူဆိုတာရှိတတ်ပါတယ်ကိုရဲ့စံပြပုဂ္ဂိုလ်လိုအားကြရတဲ့လူလိုပဲကိုလည်းဖြစ်နိုင်တယ်ဆိုတာကိုသိထားရပါမယ်ကိုအားကြရတဲ့လူလိုကိုယ်တိုင်ဖြစ်လာဖို့အတွက်ကိုဘဝမှာဘယ်ဟာကအရေးကြီးတယ်ဘယ်ဟာကတော့အရေးမကြီးဘူးဆိုတာသိထားရပါမယ်မဟုတ်ရင်အရေးမကြီးတာတွေကိုဂရုစိုက်လုပ်ပြီးလို့ရှိရင်အရေးကြီးတဲ့အရာတွေဆုံးရှုံးရတာမျိုးဖြစ်သွားတတ်ပါတယ်ကိုဦးဆောင်နိုင်ဖို့အတွက်လိုအပ်တဲ့အကြောင်းအရာ၃မျိုးကိုပြောပြပေးသွားပါမယ်နံပါတ်1ကျမတို့မှာရွေးချယ်စရာရှိတယ်ဆိုတာကိုသိထားရပါမယ်ဘယ်လိုကိစ္စမဆိုကျမတို့မှာရွေးချယ်စရာရှိပါတယ်ဥပမာစိတ်ညစ်စရာတွေကြီးတွေးမိနေရင်စိတ်ချမ်းသာစရာအကြောင်းလေးတွေနဲ့အစားထိုးတွေးလိုက်တာမျိုးမှာနံပါတ်2ကျမလုံနိုင်တယ်ကျမတတ်နိုင်တယ်ဆိုတဲ့စကားလုံးမျိုးကိုကိုပြောဖို့လိုအပ်ပါတယ်ဒီစကားဟာတကယ်စွမ်းအားရှိစေပါတယ်နှုတ်ကခုလို့ပြောနိုင်ဖို့ဆိုတာကအတွေးကလည်းလက်ခံထားဖို့လိုအပ်ပါတယ်ခက်ခဲတာကိုသတိထားရပါမယ်အတွေးထဲမှာတော့ကိုမယုံကြည်ရင်ပြင်ပမှာလည်းလက်ခံဖို့ခက်ခဲတာကိုသတိထားရပါမယ်နံပါတ်3ကျမစပြီးလုပ်လိုက်မယ်ကျမစတင်ပြောင်းလဲလိုက်မယ်ဆိုတဲ့ mindset လေးကိုထားရပါမယ်ကိုဦးဆောင်မယ်တပားသူတွေကိုဦးဆောင်မယ်ဆိုပြီးကိုယ်တိုင်ကစပြီးမပြောင်းလဲရင်မပြုတ်ပြင်ရင်တိုးတက်သောအပြောင်းလဲဖြစ်လာဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒါကြောင့်ကျမစီကစတင်မယ်ကျမကပဲစတင်ပြောင်းလဲမယ်ဆိုတဲ့ခံယူချက်ကအရေးကြီးပါတယ်အခုပြောပြပေးသွားတဲ့၃ချက်ကိုသိချသိပြီးတော့ကိုဦးဆောင်ထားနိုင်သူက Personal Leadership Development Skill ရှိသူဖြစ်လာနိုင်ပါတယ်မြို့သမီးများအားလုံး Personal Leadership Development Skill ရှိသူတွေဖြစ်ကြပြီးတော့ပျော်ရွှင်နိုင်ကြပါစေလို့ကျမတို့ Lady Go Knowledge Channel ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကျမတို့ရဲ့ Lady Go Media Group ကနေတင်ဆက်ပေးမယ့်အခြားသောအကြောင်းအရာများကိုကြည့်ရှုနားဆင်လိုပါကလည်း YouTube Search Bar ကနေပုံမှန်ပြထားတဲ့အတိုင်းရိုက်ရှာပြီးတော့ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပါတယ်ရှင်